မင်္ဂလာပါအခုသင်ခန်းစာမှာတော့ဆက်လက်ပြီးတော့ raster data တွေကိုဘယ်လို plot လုပ်ရမလဲဆိုတာလေးလေ့လာမှာဖြစ်ပါတယ် raster data လို့ပြောတဲ့အခါမှာအဓိကတော့နှစ်ပိုင်းရှိပါတယ်ပထမတစ်ခုကတော့ကျွန်တော်ဒီ DEN တို့ဘာလို့ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ဒါဒီ band တွေအများကြီးနဲ့ဖွဲ့စည်းထားတဲ့ satellite image တွေပေါ့နော်အများစုကျွန်တော်သိကြပါတယ်အဲ့တော့ပထမဆုံးကကျွန်တော် DEN ကိုအရင် plot လုပ်ကြည့်ပါမယ်ဒီတဲ့လိုအပ်တဲ့ library လေးတွေကို import လုပ်ထားပါမယ်အဲ့တော့ဒီမှာတစ်ခုရှိတာကကျွန်တော်တို့အခုသုံးတဲ့ main library ဒီ raster IO ကိုဒီမှာ import လုပ်တာတကယ်လို့ error တက်တယ်ပေါ့နော်အဲ့တော့ default မရဘူးဆိုရင်အခုဒီအပေါ်မှာကျွန်တော်တို့ရေးထားသလိုပဲ pip install လုပ်ပြီးတော့ပြီးရမှာပြန်ပြီးတော့ import လုပ်ကြည့်ပါမယ်အဲ့တော့ဒီမှာပြီးတဲ့အခါမှာကျွန်တော်တို့ဘာလို့နောက်ထပ်ပြီး import လုပ်ဖို့လို့ဆို NumPy ကို import လုပ်ထားဖို့လိုအပ်ပါမယ်ရပြီဆိုရင်ဒါလေး run လိုက်ပါမယ်ဒါတော့ install လုပ်ပြီးသွားပါပြီ install လုပ်ပြီးတော့ import လုပ်ပြီးသွားပြီဖြစ်ပါတယ်ပြီးတဲ့အခါမှာကျွန်တော်တို့ဒီ DEN ပေါ့ DEN ကတော့ဒီ SRDN 30 meter DEN တစ်ချက်ကို drive မှာ upload လုပ်ထားပါတယ်လုပ်ထားပြီးတော့သူ့ရဲ့လမ်းကြောင်းကိုဒီမှာခေါ်ပြီးတော့ထည့်ထားပါတယ်ပြီးတဲ့အခါမှာraster.open နဲ့ဖွင့်လိုက်ပါမယ်ရပြီဆိုရင်ကျွန်တော်တို့ကဒီမှာမြေပုံအနေနဲ့ပြဖို့အတွက်ကဘာကိုသုံးမလဲဆိုရင် raster.io.plot.show ဆိုပြီးတော့ဒီနည်းလမ်းနဲ့သုံးလိုက်တာနဲ့ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ name ကဒါ DEN က variable name က DEN လို့ပေးထားရဆိုရင် without computer မှာထည့်လိုက်ရင်ရပါပြီဒါလေးကို run လိုက်တာနဲ့သူက DEN တစ်ချက် default အောက်ပါတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ထည့်သွင်းထားတဲ့ DEN ကိုသူ default color နဲ့ပြသပေးထားတာဖြစ်ပါတယ်ဒီမှာထပ်ပြီးတော့ကိုကပြင်နေတာတွေထပ်ပြီးတော့ပြင်လို့ရပါတယ်ဒီမှာကျွန်တော်တို့မှာ color တွေပါတယ်အရောင်ပြောင်းတာတို့ဘာလို့ပေါ့ title တွေပါတယ်ထည့်ချင်တာတို့ဘာလို့ဒါအများကြီးထပ်ပြီးတော့လုပ်လို့ရပါသေးတယ်ဒါကတော့လွယ်တကူပဲ DEN တစ်ချက်ကို visualize လုပ်ကြည့်တာဖြစ်ပါတယ်အဲ့တော့သူ့အတွက်က raster.io.plot.show နီးလန်းလေးနဲ့လုပ်လိုက်ရင်ရပါပြီနောက်တစ်ခုကကြတော့ကျွန်တော်ဘာရှိမလဲဆိုရင်ဒီဒါကတော့ကျွန်တော်တို့ band တွေအများကြီးမဟုတ်ဘူးเนาะ band တစ်ချက်တည်းနဲ့ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ band တွေအများကြီးပါတယ် satellite image တွေဖြစ်ပါတယ်satellite image တွေကြတော့ဘယ်လိုမျိုးဒီမှာကျွန်တော်ထည့်သွင်းကြည့်ရှုမလဲဆိုတာလေးလေ့လာကြည့်ပါမယ်အဲ့တော့ဒီမှာကလေ့လာဖို့အတွက်ကကျွန်တော်ပေးထားပါတယ်အဲ့တော့ Python JS Lab ဆိုတဲ့ folder ထဲမှာLandsat composite လုပ်ပြီးသားပေါ့နော်ဒီ image တစ်ချက်ပေးထားပါတယ်အဲ့တော့ Landsat8.tif ဆိုတဲ့ file လေးဖြစ်ပါတယ်အဲ့တော့ဒီ file လေးကိုကျွန်တော်တို့ဒီမှာထည့်လိုက်ပါမယ်ပြီးတဲ့အခါမှာဒီ raster.io.open နီးလမ်းနဲ့ဒါဖွင့်လိုက်ပါမယ်ဖွင့်ပြီးတဲ့အခါမှာသူ့ရဲ့ဒီမှာ variable name ကိုတော့ Landsat လို့ပဲပေးလိုက်ပါတယ်အဲ့တော့ရပြီဆိုရင်သူ့ရဲ့ metadata ကိုကျွန်တော်ဆက်ပြီးတော့ခေါ်ကြည့်ပါမယ်အဲ့တော့ဒီမှာသူ့ရဲ့ width တွေ height တွေပါမယ်ပြီးရင်သူ့ရဲ့ data type တွေစသဖြင့်ပေါ့နော် coordinate references တွေဒါတွေအားလုံးကြည့်လို့ရပါတယ်အဲ့တော့ Landsat ကသူက band တွေအများကြီးဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ပုံမှန်အဖြစ်တော့အခုထည့်ထားတာကျွန်တော် Landsat 8ဖြစ်ပါတယ် Landsat 8ဖြစ်တဲ့အတွက်ဒီမှာတော့ကျွန်တော် band 9ချက်ပါပါတယ်အဲ့တော့ဒါဒီသူ့ရဲ့ band လေးအရဆိုရင်ဒါဒီband 1ဖြစ်ပါတယ်blue band ဒီဒါ band 2ဖြစ်ပါတယ်green band ဒီ band 3 band 4 5 6 7ဆိုပြီးတော့ရှိပါတယ်နောက်ထပ်ကျွန်တော်တို့ panchromatic band တို့ဘာလို့စသဖြင့်တော့ရှိပါသေးတယ်အဲ့တော့ဒီမှာတော့ကျွန်တော်အဲ့ဒါတွေမပါတော့ဘူးအဓိက band 9ချက်ကိုထည့်သွင်းထားပါတယ်အဲ့တော့ band 1ကနေ band 7အထိကဒီ band တွေဖြစ်တယ်ဆိုတာကိုဒါကျွန်တော်တို့ကသိရှိထားဖို့လိုအပ်ပါတယ်အဲ့တော့ဒါသိထားပြီဆိုရင်ဆက်ပြီးတော့ကိုဒီမှာ band combination ဆက်ပြီးတော့လုပ်လို့ရပါပြီအဲ့တော့ဒီလို band combination လုပ်ဖို့အတွက်ကိုဒီမှာ band combination ပေါင်းမယ်ပေါ့နော်ဒီ band တွေကို read လုပ်ပါမယ်အဲ့တော့ red band အဲ့တော့ band 432ပေါ့အဲ့တော့ Landsat ဖြစ်တဲ့အတွက်ကျွန်တော် true color ပေါ့နော် true color ဆိုတော့ခုမျိုးလုံးနဲ့မြင်ရတဲ့အတိုင်းဒီအပြင်ကဘာကြီးကိုမြင်တဲ့အရောင်ပေါ့နော်အဲ့တိုင်းမြင်နေတယ်ဆိုရင်အဲ့တော့ဒီမှာ RGB ပေါ့နော်ဒီ band 432ကိုပေါင်းစပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ red band မှာ band 4ကိုထည့်ပါမယ်အဲ့တော့ band 4ကဘာလဲဆိုရင် red band ပေါ့နော်အဲ့တော့ green band မှာ band 3ကိုထည့်မယ် blue band မှာ band 2ကိုထည့်ပါမယ်အဲ့တော့ဒါကကျွန်တော်တို့ true color ထွက်တဲ့ band combination အတွက်ဖြစ်ပါတယ်အဲ့တော့ရပြီဆိုရင်အဲ့တော့ဒီမှာ read လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ band 432ရိုက်ပြီး read လုပ်လိုက်မယ်ပြီးလုပ်ပြီးတဲ့အခါမှာဒါ band ကို stack လုပ်မယ်ပေါ့နော်ပေါင်းလိုက်တာပေါ့အဲ့တော့ तू ကတော့ဒီမှာband တစ်ချက်ချင်းစီကကျွန်တော်တို့ဘာရှိလဲဆိုရင်ဒီက np.dstack ဆိုတဲ့ဒီလမ်းနဲ့ဒါကျွန်တော်တို့ပေါင်းလိုက်လို့ရပါတယ်အဲ့တော့ဒီမှာ band တစ်ခုချင်းစီက तू ကဘာအနေနဲ့ရှိလဲဆိုတော့ 2 dimensional array အနေနဲ့ရှိတာပါအဲ့တော့ pixel တွေပေါ့နော် pixel တွေရှိတယ်အဲ့တော့ဒီမှာ RGB အနေနဲ့ပြန်ပြီးတော့ဟိုကြည့်ချင်တဲ့အခါကျရင်ကျွန်တော်တို့ကဒါ 3 dimensional array ပြန်ပြီးတော့ပြောင်းပြီးဖို့လိုအပ်ပါတယ်အဲ့တော့ဒီအတွက်ကြောင့်ပေါ့နော်အဲ့တော့ဒီနည်းလမ်းကိုသုံးပြီးတော့ဒါ 3 dimensional array ပြန်ပြီးတော့ပြောင်းလိုက်တယ်ပြောင်းပြီးတဲ့အခါကျရင်ဒါကတော့ color visualization အတွက်ပေါ့နော်အဲ့တော့ဒီ formula နဲ့ကျွန်တော်တို့က
နော်ဒီသုံးပြီးတော့ပေါ့နော်အဲ့တော့ color အမှန်ထွက်အောင်ပေါ့နော်ဒါသုံးပြီးလို့ရပါသုံးပြီးတော့ဖြစ်ပါတယ်အဲ့တော့ပြီးတဲ့အခါမှာဒါ plot လုပ်လိုက်တယ်ပေါ့နော်အဲ့တော့ plot လုပ်လိုက်တဲ့အခါမှာသူ့ရဲ့ title တွေပါစသဖြင့်ထည့်မယ်နောက်ဆုံးပိတ်မှာဒီ dot show method နဲ့ပေါ့နော် PLD dot show method နဲ့ run တဲ့အခါကျရင်ဒီမှာပြထားတဲ့အတိုင်းပဲပေါ့ကျွန်တော်တို့ဒါ true color အနေနဲ့ slide image ကိုမြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီရပြီဆိုရင်နောက်ထပ်ကိုကတခြားဘန်ကို combination လုပ်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဘန်ကဒီတစ်ခါဆိုရင် true color မဟုတ်ဘဲနဲ့ကျွန်တော် color infrared ပေါ့ဘန်543ပေါ့ပြန်ပြီးတော့ချိန်လိုက်ဘန်5ကဒါပါလဲဆိုရင် near infrared 1 2 3 4 5 near infrared ဘန်ရဲ့ပြီးရင် red ဘန်ရဲ့ green ဘန်ပေါ့နော်အဲ့တော့သူ့ရဲ့အတွဲက543ဆိုမှတ်ထားရပါတယ်ဒါကတော့ကျွန်တော်တို့ဒါတစ်တော်တစ်ပင်အပင်တွေရဲ့ဒီကျက်မှတန်းဆန်းမှုเนาะဒီတစ်တော်ပေါက်ရောက်မှုပေါ့ဒါတွေကိုစောင့်ကြည့်လေ့လာခြင်းတဲ့အခါကျရင်ဒီတွဲလုံးနဲ့ကျွန်တော်တို့ကကြည့်လို့ရပါတယ်ပြီးတဲ့အခါမှာ band combination လုပ်မယ် visualization အတွက်ဒါကကျွန်တော်တို့ normalize ပြန်ပြီးတော့လုပ်တာပါเนาะ pixel ဒီ rescale ပြန်လုပ်တာပေါ့เนาะဒီ color အတွက်ပြန်ပြီးတော့ rescale ပြန်လုပ်တယ်ပြီးတဲ့အခါမှာ plot ထုံးစံတိုင်းပဲကျွန်တော် plot လုပ်လိုက်တယ် plot လုပ်တဲ့အခါမှာဒီမှာခုနက true color နဲ့မတူတော့ဘဲနဲ့ band 543အတွဲကဒီတိုင်းကျွန်တော်တို့မြင်ရမှာဖြစ်ပါတယ်ဒီမှာမြင်ရတဲ့ဒါအနီအောင်တွေကဒါတစ်တော်တော့ဒီအပင်ပေါက်မှုများတဲ့နေရာတွေအပင်ပေါက်မှုကောင်းတဲ့နေရာတွေဖြစ်ပါတယ်အဲ့တော့အနီအောင်ဖြော့တဲ့နေရာတွေအထူးသဖြင့်ကျွန်တော်ဒီဘက် water body နေရာတွေဆိုရင်တော့အယောင်ကပေါ့နော်ဒီမှာအပြာရောင်နေတဲ့တန်တဲ့အယောင်လေးတွေနေပေးပါတယ်အဲ့တော့ဒါက band 543ဒါ color infrared အနေနဲ့တွေ့ရတာဖြစ်ပါတယ်အဲ့တော့ဒီနည်းလမ်းတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီမှာ satellite image တွေကို band combination လုပ်ပြီးတော့ကြည့်လို့ရသလိုတခြားသောဒီ raster data တွေပေါ့ဒါတွေကိုဒီမှာ raster IO ကိုသုံးပြီးတော့အလွယ်တကူပဲကျွန်တော်တို့ဒီမှာ plot လုပ်ကြည့်လို့ရပါတယ်ဟုတ်ပါအခုသင်ခန်းစာလေးကတော့ဒါကျွန်တော်တို့ဒီ raster IO သုံးပြီးတော့ raster data တွေကိုဘယ်လိုမျိုးဒါ plot လုပ်မလဲဆိုတာလေ့လာခဲ့ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်